ရှင်ဒီနေ့ကတော့ဒီနှစ်ဆောင်ရဲ့အရန်ကို trend ဖြစ်နေတဲ့ jellyfish အုတ်ထုပ်လေးကြောတာပါဒါလေးကတော့ခရီးသွားမဲ့ရောင်းမလေးကိုလက်ဆောင်ထိုးပေးတာပေါ့နော်ပမာချီလေးနဲ့ပဲထိုးထားရတယ်ဒါလေးကိုຫນွေဘက်လည်းဆောင်းလို့အဆင်ပြေเนาะအရင်မထူးဘူးဆိုတော့ကဲဆောင်းတွဲဘက်ဆောင်းဖို့ဆိုလဲသူက style လေးကြတယ် trend ဖြစ်ချင်စရာလေးเนาะဒီမှာစပင်လေးနဲ့ရောချပြီးတော့ဒီအမီလေးတွေကိုစပင်လေးနဲ့ရောချပြီးတော့ဒီလိုလေးဆောင်းလို့ရတယ်ကဲတလာပိုင်းကဒီဇင်ဘာထက်ပိုအေးမှာဆိုတော့ဒီလိုအထုပ်လေးတွေကိုလိုချင်တဲ့အရောင်နဲ့လောင်းမှာလို့ရပါတယ်ရှင်ຫນွေဘက်ဆောင်းကျင်နေဆိုရင်ဒီလိုချီပမာကွန်တွန်ချီလေးနဲ့ပဲမှာလို့ရပါတယ်ဆောင်းတွဲဘက်ဆောင်းကျင်နေဆိုလို့ရှိရင်เนาะချီအနှွေးထူတဲ့ချီအနှွေးလေးတွေနဲ့မှာလို့ရပါတယ်သူကsite နဲ့ချီအမျိုးအစားပေါ်မူတည်ပြီးတော့ဈေးကတော့အမျိုးမျိုးရှိပါတယ်ရှင်အဲ့လိုကျေးဇူးတင်ပါတယ်